ယောမာရသေနမာသနာဝိသယုတ်တောတိနာယပိနမင်းငိချာသောနောတေတုဇယံစီနောအာသနာဝိသယုတ်တောငါးပါးမဟုတ်ယံတဘုံကိုဘုံကို6ဆင်းအောင်ကျွန်း၍လွယ်လင့်တကူအောင်ဝယ်ယူကားနီဖြစ်တော်မူပါပေထသောယောဇီနောအောင်စီအပိအောင်သိတိနေဗောဓိညွန်ရှင်အောင်မလင်းဝဲငါအမယုတ်ရံကလောကိုဓမ္မဟုတ်ရှောင်းတခင်ဘုံတော်ညွန်အောင်လန်တင်၍အောင်ပလင်ကနကရရိမအောင်မိတ်သေးသွန်တော်မူကားဤဖြစ်တော်မူသောအခြင်းမြတ်စွာဘုရားသည်အာနန္ဒဗုဒ္ဓဟိနံပလင်ကံကို